ဒီနှစ်တန်းမှာပါတယ်လွယ်ကူတဲ့နည်းနဲ့တွက်ပါဆိုတဲ့ဟာလေးကိုဘယ်လိုတွက်လဲကြည့်မယ်ဒီမှာက8ဟုတ်ပြီ8က10ပြည့်ဖို့ဘယ်လောက်လို့လဲဟုတ်တာပေါ့10ပြည့်ဖို့2လို့တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီနောက်မှာရှိတဲ့ခွန်ကို8က10ပြည့်ဖို့2လို့တယ်အဲ့ကြောင့်မလို့2နဲ့ဘာနဲ့ခွဲမလဲဟုတ်တယ်2နဲ့9နဲ့ပေါင်းရင်ခွန်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ပေါင်းမယ်ဒီမှာ8နဲ့2နဲ့ပေါင်းရင်ဘယ်လောက်ရလဲ8နဲ့2နဲ့ပေါင်းရင်10ရတယ်ဒါနှစ်ကပြီးသွားပြီနော်ပေါင်းလိုက်ပြီပြီးရင်နောက်မှဒီမှာ9ရှိသေးအဲ့ဆိုတော့9နဲ့10နဲ့ပေါင်းမယ်10နဲ့9နဲ့ပေါင်းမယ်9နဲ့10 10နဲ့9နဲ့ပေါင်းရင်ဘယ်လောက်ရလဲ15ဟုတ်ပြီနော်အဲ့ဆိုဒီမှာ9လေးနောက်ဆုံးမိကခုက9လေး9က10ပြည့်ဖို့ဘယ်လောက်လို့လဲ9က10ပြည့်ဖို့9လို့တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီမှာနောက်မှာက6ပေါင်းဖို့ကြံနေတယ်အဲ့ဒီအတွက်ကြောင့်မလို့6ကို9နဲ့ဘာနဲ့ခွဲမလဲ9နဲ့1နဲ့ခွဲမယ်9နဲ့1နဲ့ဆိုတော့6ရတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဒီမှာ15နဲ့ဒီမှာ9နဲ့ပေါင်းရင်ဘယ်လောက်ရလဲ20ဟုတ်ပြီဒီမှာတစ်ကလေးကိုထားခဲ့လို့မရဘူးအဲ့ဒီ20နဲ့1နဲ့ပေါင်းတော့ဘယ်လောက်ရလဲဟုတ်တာပေါ့20နဲ့မှ1နောက်ဆုံးပိတ်အဖြစ်က21အဲ့ဆိုဒီနားမှာ20လွယ်ကူတဲ့နည်းနဲ့ဆိုရင်အဲ့လိုမျိုးလေးစဉ်းစားပြီးကြကျွန်မတွက်မှာပေါ့နော်တကယ်လို့မှဒီလိုမျိုးကလေးကလိုက်လို့မရဘူးဆိုရင်ဒီတိုင်းပဲလက်ချောင်းတွေသုံးပြီးကကျွန်မရေတွားမယ်ပေါင်းသွားမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်တချို့ကလေးတွေကျတော့ဒီလိုမျိုးခွဲတာပြူတာကျတော့တိတ်မလိုက်နိုင်တဲ့ကလေးရှိတယ်နော်ဟုတ်ပြီလား